လူတွေကစိတ်ဖိစီးစေတဲ့အရာတွေကိုအရှက်ရစေတဲ့ shame တွေကိုအပြစ်ရှိရလို့ခံစားစေတဲ့ guilt တွေစိတ်ဒဏ်ရာတွေပေါ့နော် trauma တွေကိုကြုံတွေ့ရတဲ့အခါမှာတယောက်နဲ့တယောက်အဲ့ဥစ္စာကိုမသိစိတ်ကနေ response လုပ်တဲ့ပုံမတူ unconsciously response လုပ်တာပေါ့နော်အဲ့ဒါကို ego defense mechanism မြန်မာလို့ဆိုရင်တော့အတ္တကာကွယ်ရေးယန္တရားလို့ခေါ်တယ်အဲ့တော့ ego defense mechanism ကအမျိုးစုံတစ်မျိုးချင်းစီတတိလေး25မျိုးလောက်ရှိပေမဲ့ဒါပေမဲ့ healthy to unhealthy ကို categorize လုပ်မယ်ဆိုလို့ရှိရင်တော့၄ခုရှိကိုက healthy ဖြစ်ဆုံးလူတွေကဘယ်လိုမျိုးလုပ်လဲပေါ့နော် healthy defense mechanism ရှိတဲ့သူတွေကကြတော့သူတို့က emotionally intelligent ဖြစ်ကြတယ်သူဒုတိယအချက်က reality ကိုလက်ခံတယ်ဥပမာဆိုလို့ရှိရင်ကိုကအခုလက်ရှိဒေါသထွက်နေရဆိုလို့ရှိရင်ဒေါသထွက်နေတဲ့အရာကိုက boxing ထိုးပြီးဖြေရှင်းလိုက်တာအဲ့ဒါ sublimation လို့ခေါ်ရပေါ့နော်ဒါမှမဟုတ်အခုချိန်မှာသူ girlfriend ကဒါကိုသူ့ကို break up လုပ်သွားတယ်ဒါမဟုတ်သူချစ်ရတဲ့ယောက်ကဆုံးရှုံးသွားတယ်ဒါပေမဲ့သူအခုလက်ရှိဒီကိစ္စကိုမြင်မဆိုင်သေးဘူးငါအခုဆောင်မွေးရှိသေးတယ်ဒီအတွက်ကြောင့်မလို့ဆောင်မွေးရင်ဖြေလိုက်အောင်မယ်ဆိုပြီး suppression တွေကိုကောင်းကောင်းလုပ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ humor လုပ်တာ humor ဆိုတဲ့အဓိပ္ပာယ်ဟာသပြောလိုက်တာပေါ့နော်ဟာသဆိုတဲ့အဓိပ္ပာယ်ကငါ့ဘဝကြီးကမဆိုးမလေးပဲကင်းရထတာမိုးဆိုးနေပြီဆိုပြီးရည်စားဖြစ်ပြောလိုက်ပြီးတော့ဒီဥစ္စာကိုပဲကြော်လွားလိုက်တာပေါ့နော်အဲ့လူရဲ့ပုံမှန်အဖြစ်နဲ့ရည်ပဲရည်နေလိုက်တော့တယ်ဆိုတဲ့သူတွေကအရင် healthy ဖြစ်ပါတယ်သူတို့ရဲ့ mature defense system ရှိရပေါ့နော်အဲ့ဥပမာဆိုလို့ရှိရင်နောက်က altruism ပေါ့ altruism ဆိုတာအလှူဒန်းလုပ်တာလို့ဓာတ်ရိုက်ဘာသာပြန်ပေးမယ်ကိုက depressed ဖြစ်ဖို့အတွက်ကြောင့်မလို့ depressed ဖြစ်ဖို့သူတွေကိုဖြစ်နေတဲ့သူတွေကို like ကူညီရဲဒါမှမဟုတ်ကိုက anxiety ဖြစ်ဖို့အတွက်ကြောင့်မလို့ anxiety ဖြစ်နေတဲ့သူတွေကို like ကူညီရဲအဲ့ဒါကိုယ့်ရဲ့နာကျင်မှုကိုအသုံးချပြီးတော့သူများတွေအတွက်ကူညီပေးခြင်းလို့ခေါ်တယ်အဲ့တော့ defense system တိတိလေးအများကြီးပြောမယ်ဆိုတော့အများကြီးရှိပေမဲ့ကောင်းတဲ့ပုံစံမျိုးနဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲခုနကနာကျင်မှုတွေအရှိန်ဖြစ်မှုတွေ guilty ဖြစ်မှုတွေကိုသူတို့တွေကထုတ်ဖော်ပြသပြီးတော့ပဲသူတို့ကကာကွယ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီလိုလူတွေမှာဆိုလို့ရှိရင်ပုံမှန်အဖြစ်သူကအစမှာပြောခဲ့သလိုပဲ emotionally intelligent ဖြစ်တဲ့အပြင်သူကလူမှုဆက်ဆံရေးလည်းကောင်းတယ်သူက reality ကိုလက်ခံတယ်ပေါ့နော်သူကစိတ်ကျန်းမာရေးလည်းကောင်းတဲ့အတွက်ကြောင့်မလို့အခုလို mature defense system သူကရှိနိုင်ခြင်းဖြစ်တယ်ဒီ defense mechanism ကကြတော့ကျမတို့ stress များလို့ရှိရင်သုံးတယ်ဘယ်လိုမျိုးလဲဆိုတော့သူက reality ကိုဒီအုပ်စုကလက်ခံတယ်ဒါပေမဲ့သူတို့ emotion ရှောင်ဖို့အတွက်နည်းမျိုးစုံလုပ်ကြရပေါ့နော်အဲ့ဒါကို neurotic defense mechanism လို့ခေါ်တယ်ပထမဆုံးကသူတို့အခုလက်ရှိမိသားစုထဲမှာသူ့ကို abuse လုပ်တယ်သူ့အဖေကသူ့ကိုရိုက်ခတ်နှက်ခဲ့ငယ်ငယ်တော့ဒါပေမဲ့အသက်ကြီးတဲ့အချိန်မှာအဲ့တစ်နှစ်ပိုင်းခြားတစ်ခုလုံးတော့မိသွားတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင် repression လို့ခေါ်တယ်သူတို့ဒီ memory ကိုခန္ဓာကိုယ်က repress လုပ်လိုက်တာဟိုကမိသွားပါတော့အဲ့ဒီနှစ်အပိုင်းခြားတစ်ခုနောက်တစ်ခုကကျတော့ rationalization လို့ခေါ် rationalization ကြောင့်သူကကိုအခုလက်ရှိလုပ်လိုက်တဲ့ဟာတစ်ခုတခြား reason တစ်ခုပြလိုက်တာဥပမာကိုကဆောင်မွဲကြတယ်ဒါကိုစာမချက်ခဲ့လို့ကြတာမဟုတ်ဘူးဆရာမကောင်းလို့ကြတာပေါ့နော်အခုလက်ရှိမိဘတွေတော်တော်များများလည်းသုံးတယ်ကိုသားသမီးတွေဆိုလည်းသုံးကြတယ်နောက်တစ်ခုကကျလူတယောက်ကိုကရိုက်နေတယ်ထိုးနှက်လိုက်မိရဒါပေမဲ့ကိုကအရက်မူးနေလို့မိမကိုထိုးလိုက်တဲ့အစားဒါမိမကသူ့ကိုဘယ်လိုမျိုးပြောလို့ तू ကထိုးလိုက်တယ်ဆိုပြီးတော့ကိုယ့်ရဲ့ guilty ဖြစ်တဲ့ sensation ကိုရှောင်ရှားပြီးတော့တခြား reason တစ်ခုပေးလိုက်တာကို rationalization ခေါ်ပါတော့နောက်တစ်ခုကကျတော့ displacement လို့ခေါ်တယ် displacement ကကျတော့အခုလက်ရှိတတိယကိုဆူရဲဒါပေမဲ့တတိကိုပြန်ဘာမှပြောလို့မရတဲ့အတွက်ကြောင့်မလို့အိမ်မှာရှိရဲ့မိသားစုဝင်တွေကိုရိုက်နှက်တာဒေါသကိုအိမ်မှာဖြေရောလိုက်တာကို displacement လို့ခေါ်တယ်ဒေါသကိုတခြားလူစီပြောင်းလိုက်တာပေါ့နော်နောက်တစ်ခုက intellectualization တွေလည်းလုပ်ကြတယ် intellectualization ကကျတော့ဘယ်လိုလဲဆိုတော့အခုလက်ရှိသူ့ယောက်ျားသူ့ဖောက်ပြန်တယ်ဒါပေမဲ့ဖောက်ပြန်တဲ့ဟာကိုဒီလောက်ရမယ်အစားဒီလူနဲ့ divorce ဖို့ဒီလောက်ရမယ်အစားအဲ့ emotion တွေကိုဒီမလုပ်ပဲနဲ့သူ့ကိုငါအခုကွာရှင်းလိုက်ရင်ပို့ပြီးတော့ငါမှာစိုးကျိုးတွေရှိဖို့အတွက် facts စီစဉ်းစားပြီးတော့မကွာရှင်းပဲနေခြင်းအပြင်ငါမှာကောင်းကျိုးတွေရှိဖို့ပိုများတယ်ငါနဲ့သူနဲ့ကြားထဲမှာသူကဒါဟိုပေါ့ factually ပဲဆက်ဆံရမယ်ဆိုပြီးတော့intellectualization လုပ်တာတကယ်တော့ကိုချစ်ရတဲ့သူကကိုကိုဖောက်ပြန်တဲ့အတွက်ကြောင့်ဖြစ်လာတဲ့နာကျင်မှုကိုရင်ဆိုင်ဖို့ခက်ခဲတဲ့အတွက်ကြောင့်မလို့သူက intellectualization သုံးပြီးတော့ဒီကိစ္စတစ်ခုကိုရင်ဆိုင်နေခြင်းကိုခေါ်ရပေါ့နော်နောက်တစ်ခုကတချို့လူဆိုကိုကယောဂဖြစ်တဲ့ cancer ဖြစ်တယ်ဒါပေမဲ့အဲ့အစားသူတို့ကြည်ငိုကြွေးနေရတွေဘာရှိလားဆိုရင်လုံးဝမငိုကြွေးဘူးဘာလို့ဆိုတော့သူတို့ emotion မပြတာပေါ့နော်သူက stress တွေကိုရင်ဆိုင်မဲ့အစားသူတို့ fact တွေ statistics တွေကိုပြောရင်ဆိုင်ပြီးဒါကို avoid လုပ်လိုက်တယ်ပေါ့နော်အဲ့ avoidant တစ်မျိုးလို့ပြောလို့ရတယ်
ဒီလူတွေက stress ကိုသူတို့ကအယမ်းများနေတဲ့အချိန်ဆိုဒီ mechanism ကိုလူများလူတော်များထုတ်သုံးတယ်ရှောင်ရှားမှာလားတခြားသူကိုပုံချမှာလားဒါမှမဟုတ်ကိုအခုလက်ရှိဖြစ်နေတဲ့ facts တွေကိုပဲမြင်တွေ့ပြီးတခြားဟာကိုအာရုံလွှဲလိုက်မလားဆိုပြီးတော့အသုံးပြုကြတယ်neurotic defense mechanism ကကြတော့ရေတိုမှာအဆင်ပြေလို့သူကထင်ရပေမဲ့ရေရှည်မှာဆိုလို့ရှိရင်ကိုယ့်ဘဝအတွက်ကောတခြားသူတွေအတွက်ကောအရန်ဆိုးရွားတဲ့ impact တွေပိုပြီးဖြစ်စေပါတယ်တတိယ defense mechanism က immature defense mechanism မရင်ကျက်သေးတဲ့ကာကွယ်နည်းလို့ခေါ်တယ်ဒီလူတွေကဆက်ဆံရေးကိုထိခိုက်စေတယ်ကလေးတွေမှာဆိုရင်ပုံမှန်ဖြစ်နေတဲ့defense mechanism လူကြီးဖြစ်လာတဲ့အချိန်မှာထိဆက်ရှိနေတဲ့အဲ့အတွက်ကြောင့်မလို့ပြဿနာတွေ social ပြဿနာတွေဖြစ်စေရပေါ့နော်အဲ့တော့ပထမဆုံးဟာ denial ကကြတော့အခုလက်ရှိဖြစ်နေတဲ့ reality ကိုလက်မခံတာပြောချင်တဲ့အဓိပ္ပာယ်ကဆရာဝန်ကသူ့ကိုယောဂဖြစ်နေတဲ့အကြောင်းပြောတယ်ဒါပေမဲ့အဲ့ယောဂကိုသူကရှိနေလို့လက်မခံဘူးစီးကြိုယောဂရှိရလို့ပြောလိုက်ပေမဲ့လည်းအဲ့စီးကြိုယောဂကိုသူမှမရှိဘူးသူအချို့မစားအောင်အဲ့အတွက်ကြောင့်မလို့မရှိဘူးဆိုပြီးသူက denial ဖြစ်တာကိုခေါ်တယ်ဒုတိယတစ်ခုက projection လို့ခေါ်တယ် projection ကကြတော့ကိုယ်မှာရှိရဲ့ insecurity trauma တွေကြောင့်တခြားသူကိုဆွဆွဲမိရဲ့ပုံချမိရဲ့ဥပမာကိုကငငယ်တော့ဟာကို့အဖေသမုတ်ကို့အမေကကို့အရန်ပြောဆိုခဲ့နှိမ်ခဲ့တယ်ကို့ကိုလက်မခံခဲ့ဘူးဒါပေမဲ့အသက်ကြီးလာတဲ့အချိန်မှာကိုရီးစားကိုမိမကကိုစူမိတယ်တခုခုဒါပေမဲ့အဲ့အချိန်မှာသူတို့စူခဲ့တဲ့ဟာဘာကိုသွားပြီး reflect လုပ်လဲဆိုရင်သူ့အမေကသူ့ကိုစူခဲ့တဲ့ဟာကို reflect လုပ်တဲ့အတွက်ကြောင့်သူကနေကငါအမေတိုင်းငါ့ကိုဘာလို့ပြန်စူနေရလဲနေကငါအမေငါ့ကိုနှိမ်ခဲ့သူမျိုးနေကလည်းငါ့ကိုနှိမ်နေရဆိုရဲ projection ဖြစ်တယ်ဒါပေမဲ့သူ့မိမကသူ့အမေဘလို့စူးခဲ့လဲနှိမ်ခဲ့လဲကိုမသိဘူးပေါ့နော်တကယ် reality ကအဲ့ဒါဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာကြတော့သူ့ insecurity ကြောင့်ဒါသူ့အမေလုပ်တဲ့အတိုင်းသူ့မိမကလည်းသူ့ကိုလိုက်လုပ်တယ်ဆိုရဲပုံစံမျိုးထင်ကြတယ်အဲ့ဒါ projection လို့ခေါ်တယ်နောက်က regression ကကြတော့ကလေးတယောက်လိုပြုမှုอ่ะပေါ့เนาะလူကအသက်30ကျော်ရောက်နေပြီဒါပေမဲ့စူပူဆောက်အောင်နဲ့ဒေါသထွက်တယ်တကားတွေစောင်းပိတ်တယ်ကလေးတယောက်လိုမျိုးငိုတယ်အဲ့ဒါဆို regression ဖြစ်တယ်ဒါအသက်ကြီးအထိဆက်ရှိနေတဲ့ immature defense mechanism တခုဖြစ်တယ်နောက်တစ်ခုက passive aggressive ဖြစ်တာပေါ့နော်ဒါကလူတော်များသိရယ် silent treatment ပေးတာဒါမှမဟုတ်ဟိုမှာ reply ပြန်မဲ့အချိန်မှာမပြန်တာအလုပ်ကိုတမင်နှေးအောင်လုပ်တာပွန့်ပွန့်လင်းလင်းမပြောဆိုတာကို passive aggressive ဖြစ်တယ်လို့ခေါ်တယ်နောက်တစ်ခုက splitting ပေါ့နော် splitting ကကြတော့လူတွေကအကောင့်နဲ့အစိုးနှစ်အုပ်စုပဲရှိရလို့ကလေးတွေကထင်ကြတယ်ဒါပေမဲ့ကလေးဘွားတော့ပြီးတော့အသက်ကြီးလာတဲ့အချိန်မှာလူဆိုတာကအကောင်းကြီးပဲမဟုတ်ဘူးအစိုးနဲ့လည်းတွန်တွဲတယ်လူဆိုတာလူဆိုးမှလည်းကောင်းတဲ့ချက်ရှိလို့ကောင်းတဲ့သူမှလည်းဆိုးတဲ့အချက်ရှိရဆိုတော့လက်ခံလာရတယ်ပေါ့နော်ဒါပေမဲ့ဒီလူမှာကျတော့အကောင်းနဲ့အဆိုးပဲရှိရတဲ့အတွက်ကြောင့်မလို့idolization ဆိုရဲလူတယောက်က idol လိုမျိုးသူအနေနဲ့ဒါ idol ပဲဆိုပြီးတင်တဲ့ idolization ဖြစ်ပြီးတကယ်လို့ तू ထင်းတဲ့အတိုင်းတစ်ချက်လောက်လွဲမှားသွားပြီဆိုတော့ ਨੇ ဒီလူကလုံးဝမကောင်းတဲ့လူဆိုးပဲဆိုပြီးထင်တယ်ပေါ့နော်အဲ့တော့ဒီအခုလက်ရှိimmature defense mechanism ဒီအုပ်စုရဲ့လက္ခဏာတွေကသူတို့တွေကပြောမယ်ဆိုရင် reality နဲ့လွဲမှားတာဖြစ်တယ်ပြီးတော့ relationship ပြဿနာတွေ social problem တွေဖြစ်ပြီးတော့သူတို့ရဲ့ emotion ကိုမထိန်းနိုင်တာကိုတွေ့ရတယ်ပြောတော့မရင်ကျက်တဲ့ mechanism ရှိနေခြင်းကိုဆိုလိုခြင်းဖြစ်တယ်နံပါတ်၄ခုမြောက် defense mechanism က psychotic defense mechanism လို့ခေါ်တယ်။သူအပြင်းထန်ဆုံးဖြစ်တယ်။သူ reality နဲ့လည်းအဝေးဆုံးဖြစ်တယ်။သူ reality ကိုသူကလုံးဝကွဲပြားနေတဲ့အရာတစ်ခုသူ့ရဲ့စိတ်ထဲမှာဖြစ်နေရပေါ့နော်အဲ့တော့များသောအားဖြင့်သူတို့တွေက schizophrenia လို့ခေါ်တဲ့မရှိတဲ့အရာတွေကိုမြင်တယ်မရှိတဲ့အရာတွေကိုကြားနေတဲ့ယောဂတွေမှာဖြစ်တယ်ပြီးတော့ psychotic disorder တွေမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူက psychotic denial ဖြစ်တယ်သူတို့စီမှာ psychotic denial ဆိုတဲ့အဓိပ္ပာယ်ကသူတို့စီမှာ cancer stage 4ဖြစ်ပေမဲ့ no ငါမှတာမန်လူတွေဆိုရင် cancer stage 4ဖြစ်တယ်လက်ခံလိုက်ပြီးတော့ဒါကိုသူတို့ဘယ်လိုကြော်လွှားမလဲဒါကိုလက်ခံရမလဲဆိုတော့စဉ်းစားပေမဲ့ psychotic denial ကကြတော့သူတို့မှာ cancer ယောဂဆိုတာမဖြစ်ဘူးဆိုပြီးတော့ညှင်းဆိုခြင်းကို psychotic denial လို့ခေါ်တယ် delusional projection ကကြတော့အခုလက်ရှိတချို့လူတွေမှာတွေ့ရတယ်လူနည်းနည်းဟိုပေါ့နော်ဟို psychosis ဖြစ်နေသူတွေမှာဗာလဲဆိုလို့ရှိရင် CIA ကသူဖုန်းပြောတဲ့ဟာကိုနားထောင်နေတယ်အစိုးရကသူ့ရဲ့သွားလာတွေကိုစောင့်ကြည့်နေတယ်အဲ့မိမကငါ့ရဲ့အတွေးတွေကိုသူကလိုက်ဖက်ဖို့ကြိုးစားနေတယ်အဲ့လိုမျိုးစဉ်းစားတာကိုpsychotic projection လို့ခေါ်ပါတော့နောက်တစ်ခုက reality distortion ပထမဆုံးပြောခဲ့တဲ့အတိုင်းပဲ schizophrenia ဖြစ်နေတဲ့သူတွေမှာမရှိတဲ့အရာတွေမြင်တယ်မရှိတဲ့အရာတွေကြားတယ်ခေါင်းထဲမှာသူကအတန်တစ်ခုကြားပြီးလူတစ်ယောက်ကသူ့ like ခိုင်းနေရမျိုးကြားတာကို reality distortion လို့ခေါ်တယ်ဒီ psychotic defense mechanism ကတော့လုံးဝသူ reality နဲ့ဝေးကွာပြီးဘယ်လိုပြော defense mechanism ဖြစ်နေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ပြင်းထန်တဲ့ဆေးယောဂဖြစ်ရှိနေတဲ့သူတွေမှာတွေ့ရပြီးတော့သူကဆေးကုသမှုလည်းလိုတယ်အဲ့တော့ဒီ defense mechanism ၄ခုက
ကျမတို့လူတွေအားလုံးမှာရှိတယ်လူတိုင်းနေပါလဲသုံးတယ်စိတ်ထဲမှာသဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ကာကွယ်မှုပဲဖြစ်ပါတယ်အဲ့တော့အရေးကြီးတာဘာလဲဆိုတော့ဒီလို defense mechanism မျိုးကိုဘယ်လိုတွေသုံးမိနေလဲကိုကဘယ်လိုသုံးနေလဲတခြားသူတယောက်ကရောဘယ်လိုသုံးလဲဆိုတော့သိရပြီးတော့ကိုယ့်ရဲ့ mature defense mechanism ဒါကိုကကောင်းကောင်းရှိမယ်ဆိုလို့ရှိရင်ကိုကစိတ်ဖိစီးမှုတွေကြုံနေဆိုလို့ရှိရင်ပို့ပြီးကျန်းမာတဲ့နီလန့်နဲ့ဖြည့်ရှင်းနိုင်ပြီးတော့သူကလူမှုဆက်ဆံရေးမှာလည်းပို့ပြီးဟိုကောင်းမွန်နေပေါ့နော်စိတ်ကျန်းမာရေးကိုပို့ပြီးဖြစ်စေနိုင်တဲ့အတွက်ကြောင့်အခုလက်ရှိဒီနေ့ego defense mechanismသူကကြတော့ဘယ်လိုပြောမလဲ categorize by George Villan ကAmerican psychologist ကနေပြီးတော့ဒါ categorize လုပ်ထားပြီးpsychologist တွေသုံးတဲ့ category ၄ခုပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး content လေးနားထောင်ခြင်းနဲ့ဆိုရင်တော့ Burmese therapy TikTok နဲ့ YouTube လေးကို follow လုပ်ပေးဖို့အတွက်recommend လုပ်ပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်